everyone, I'm Lava, Julia vlog ကနေကြိုဆိုလိုက်ပါရှင်။ဒီနေ့ vlog မှာတော့ Julia title မှာရေးထားတဲ့အတိုင်းပဲ social pressure ကို handle ဘယ်လိုလုပ်လဲဆိုတာကို share လုပ်ပေးတော့မှာဖြစ်ပါတယ်။ Julia ဒီလိုမျိုးထိုင်ပြီးတော့ subscribers တွေနဲ့လည်းစကားမပြောရလေးကြားပြီးပေါ့နော်။ပြီးတော့အဲ့လိုမျိုးနည်းနည်းလေး social pressure နဲ့ပတ်သက်တဲ့ case လေးတွေကလည်းခုနောက်ပိုင်းမှာအဖြစ်များလာတယ်ဆိုတော့ Juliaတချင် share လေးလုပ်ပေးရှင်လို့ဒီ vlog လေးကိုရိုက်ဖြစ်လိုက်တာပေါ့နော် vlog မစခင် Julia disclaimer လေးလုပ်ရှင်လို့ပေါ့နော်တကယ်လို့ဒီ vlog ထဲမှာပါတဲ့ဟာတွေကတယောက်ယောက်ကိုရည်ရွယ်ပြီးပြောရလို့ထင်နေရဆိုလို့ရှိရင်ဒါမဟုတ်ပါဘူးဘာလို့လဲဆိုတော့ Julia ကိုယ်တိုင် experience တွေရောတကယ်ချင်းညီရင်ဖွင့်တဲ့စီက experience တွေရောမူတည်ပြီးတော့မှအဖြစ်များတဲ့ဟာကို Julia ပြန်ပြီးတော့ share လုပ်ထားတာပါအဲ့တော့ဒီ video ကဘယ်သူမှရည်ရွယ်ပြီးပြောထားမှာမဟုတ်ပါဘူးရှင်အဲ့ဒါလေးကိုတစ်ချက် disclaimer လုပ်ပေးထားပါအရင်ဆုံး social pressure ဆိုတာဘာလဲဆိုတာအကျူလည်းတစ်ချက်နည်းနည်းပြပြမယ်ပေါ့နော် social pressure ကလူတိုင်းကြုံရတယ်နာမည်ကြီးရဲ့သူပဲဖြစ်ဖြစ်နာမည်မကြီးရဲ့သူပဲဖြစ်ဖြစ်ဒီပတ်ဝန်းကျင်မှာလေပတ်နေတဲ့သူ society ရဲ့မှာရှိနေတဲ့သူမှန်သမျှကဒါ social pressure ကိုခံရတယ်ပေါ့နော် maybe ကိုတငယ်ချင်း group လေးတစ်ခုထဲမှာ social pressure ခံရတယ်ရှိရယ်မိသားစုမှာ social pressure ခံရရှိနိုင်တယ်အဲ့လိုမျိုး community အကြီးရဲ့မှာ social pressure ခံရမျိုးလေးရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကိုကလူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာရလာတဲ့ pressure stress တွေပြဿနာတွေကိုဘယ်လို handle လုပ်လဲ Julia ကိုရန်ကရောဘာကြီးကြုံခဲ့ပြီးတော့ဘယ်လို handle လုပ်နေလဲဆိုတဲ့ဟာကိုပြပြသွားမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံး Julia တို့အရင် comment ဖြစ်တဲ့အတင်းတုပ်တဲ့ကိစ္စနေပြီးတော့ပေါ့နော် gossip အတင်းတုပ်တယ်လို့ပြောရင်ရိုင်းနေပေါ့နော် gossip လို့တဲ့ကိစ္စနေပြီးတော့စလိုက်ရအောင်ဆိုတော့ Julia ထင်တာကတော့လူတွေက intention ပါရဖြစ်စေအဲ့လိုစိတ်ပါလက်ပါလေသူတပောက်ထိခိုက်ပါစီဆိုပြီးတော့အဲ့လိုစိတ်ပါလက်ပါနဲ့အဲ့လိုပြောတာပဲဖြစ်စေဒီတိုင်းပဲစကားအဖြစ်ပြောတာပဲဖြစ်စေအနေနဲ့အများတော့ gossip လုပ်ကြရတယ်လို့ထင်နေပေါ့နော်ဆိုတော့ဒီ gossip လုပ်တဲ့ဟာကပြောရမယ်ဆိုလို့ရှိရင်ဒါ normal lifestyle ဖြစ် normalize နေပါတော့ဖြစ်နေပြီပေါ့နော်ဆို Julia ကိုယ်တိုင်လည်းသူများအကြောင်းရေဆိုပြီးပြောတာမဟုတ်ပေမဲ့လည်းအဲ့လိုပြောရင်းနဲ့ပါသွားတာမျိုးရှိတတ်တယ်အဲ့လိုတစ်ခါလေကြောက်လို့ရှိရင်လည်းကောင်းပါလေးဆိုတော့တည့်ရတိုင်းပဲစကားပြောလို့ရှိရင်ပါတတ်တာပေါ့နော်ဆိုတော့ Julia တို့အကြောင်းကိုလည်းသူများကြီးကလည်းပြောကောင်းပြောလိမ့်မယ်ပေါ့နော်ဆိုတော့ဒါကတော့ပုံမှန်ပါပဲအဲ့တော့ကိုအကြောင်းကိုပြောခဲ့ရတဲ့အချိန်မှာကိုဘက်ကဘယ်လိုမျိုး handle လုပ်မလဲဆိုတဲ့ဟာကဒီ social pressure ကို handle လုပ်တဲ့နေရာမှာအရေးပါသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီ case နဲ့ပတ်သက်ပြီးတော့ Julia ပြောချင်တာကတော့ကို self confidence and self awareness ထားပါအဲ့လို Julia vlog ကိုကြည့်ရတဲ့မှာကောင်မလေးငယ်လေးပါတယ်ပေါ့နော် Julia အဲ့လိုညီမအရွယ်လောက်လေးပါတယ်ဆိုတော့သူတို့ကြားမှာဆိုလို့ရှိရင်ဒါ social pressure ဆိုတာရှိမှာပဲကလေးချင်းပြောတာမျိုးရှိမှာပဲဆိုတော့အဲ့လိုမျိုးပြောရချိန်မှာကိုအကြောင်းကိုတီးရကိုလေးပြောင်းကိုလုံနေဆိုလို့ရှိရင်ကိစ္စမရှိဘူးပါကိုအကြောင်းကိုတေချာမသိရတဲ့သူတွေကတော့သူတို့ထင်တဲ့ဟာသူတို့မြင်တဲ့ဟာပြောကြမှာပဲဒါကလည်းသူတို့မပြောနဲ့ဆိုပြီးတော့ပြောလို့မရဘူးကသူတို့ rights နဲ့သူတို့ဟာသူတို့ရှိတယ်သူတို့ပြောချင်တာပြောခွင့်ရှိတယ် but Julia တို့ကိုယ်တိုင်ကလည်းကိုလုံးနေတဲ့ action နဲ့ပတ်သက်ပြီးတော့ကိုဟာကို responsible ဖြစ်ရမယ်ကွာဆိုတော့ကကိုလုံးနေတဲ့ဟာကမှန်တယ်ဝင်ခံရဲဆိုလို့ရှိရင် you don't have to care about what other people say ဆိုတော့တခြားသူတွေပြောရဟာတော့မပြောနဲ့ဆိုပြီးလိုက်ပိတ်လို့မရဘူးဆိုတော့တခြားသူတွေကမကောင်းပြောနေဟာလည်းသူတို့ကမကောင်းပြောနေဆိုပြီးတော့ affected သွားပြီးဖြစ်လို့မရဘူးကတော့ပြီးတော့အဲ့ရောတော့ခံစားနေစရာမလိုဘူးဘာလို့လဲဆိုတော့သူတို့ကကိုအကြောင်းတကယ်မသိလို့ပြောတာကိုအကြောင်းတကယ်သိရတဲ့သူတွေပြောရဆိုလို့ရှိရင်တမျိုးပါအဲ့တော့အရင်ဆုံးကို self confidence ထားမယ်ကိုယုံကြည်မှုထားမယ်ယုံကြည်ချက်ထားမယ်ယုံကြည်ချက်ထားမှတခြားသူတွေဘာပြောငါကိုခံယူချက်နဲ့ကိုငါဒီလိုမျိုးဖြစ်နေရဆိုပြီးတော့you can just ignore it ကွာအဲ့ဒါ ignore လုပ်ပလိုက်လို့ရတယ် so first most important thing is that self confidence and know what you're doing ကိုဘာလုပ်နေလဲဆိုတော့ကိုသိရပြီကိုချစ်တဲ့သူတွေနဲ့ကို family မှာကိုပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့ကိုရိုင်းနဲ့သိရပြီကွာကိုဘာလုပ်နေလဲကိုကဘယ်လိုလုပ်လဲဆိုတော့အဲ့ဒါသိရပြီတခြားသူတွေတို့ထင်နေတာတဲ့ပြောချင်တာပြောကိစ္စမရှိဘူး it's just you just have to know yourself Julia ကဒါ personal experience နဲ့တွေ့ပြောမယ်ပေါ့နော် personal experience နဲ့တွေ့ပြောမယ်ဆိုလို့ရှိရင် Julia ကမကောင်းပြောရတဲ့ share က more မကောင်းပြောရဟာမှမဟုတ်တဲ့ဟာကိုပြောတာ Julia gossip လုပ်ခဲ့ရအကိစ္စမရှိဘူးကွာ
but rumors ကြောင့်နည်းနည်းတော့ကိစ္စရှိသွားတယ်ကွာဆိုတော့ဒါမဲ့လေပုံမှန်ဆိုလို့ရှိရင်အဲ့လိုဂျူလီယာကတော်တော် ignore လုပ်နိုင်နေထဲမှာပါတယ်တော်တော်ကြီးကို ignore လုပ်တာပါသူတို့ပြောနေတဲ့ဟာဂျူလီယာကိုအကြောင်းတကယ်မသိလို့ငါအကြောင်းတကယ်မသိပဲပြောရှာတဲ့သူတွေဆိုပြီးတော့ ignore လုပ်ထားတာကွာဆိုတော့အဲ့လိုမျိုး ignore လုပ်တဲ့အချိန်မှာဒီပတ်ဝန်းကျင်ပြောစကားဆိုတာကကိုယ့် family ကိုယ့်ရဲ့ friends တွေ maybe relationship မှာပါ affect ဖြစ်နိုင်တယ်ဆိုတော့ Julia ကတော့ family နဲ့အဲ့လို bonding လုပ်တဲ့အခါမှာ relationship ကို strong ဖြစ်အောင်လုပ်တယ်ကွာ Julia ဘာလို့အိမ်ကိုပြန်ပြောပြရဲအဲ့တော့မှအိမ်က Julia လုပ်နေတဲ့ဟာအကုန်သိပြီးတော့တခြားသူကသူတို့ပြောရဲဆိုလားပြောရဲဆိုလို့ရှိရင်တော့မှ Julia ဘက်ကနေကာပြီးတော့သူတို့ပြန်ပြောပေးနိုင်တယ်ကွာဆိုတော့အဲ့လိုအိမ်နဲ့ Julia family နဲ့ Julia relationship ကတကယ် strong ဖြစ်တာဖြစ်တဲ့အတွက်ခြားလူအဝင်မခံဘူးခြားလူဝင်လို့မရအောင်ဆိုတော့အဲ့ဒါကအရေးကြီးတယ်ဘာလို့လဲဆိုတော့ Julia ဟိုးငငယ်လေးတော့ရောအရင်တော့ရောအဲ့လိုမျိုးငငယ်တော့ဆိုတော့အဲ့လိုပြန်တိုင်နေဆိုတဲ့ကိစ္စတွေပါတယ်လည်းရှိရဆိုတော့လေ Julia အဲ့လိုမျိုးဟာအရင်မုန်းခဲ့တာဆိုတော့အဲ့လိုပြန်တိုင်တဲ့ကိစ္စတွေပါတယ်မရှိအောင်လို့ဆိုပြီးတော့ Julia ကအိမ်နဲ့အခုဘာလုပ်လို့အကုန်ပြပြထားတာဆိုတော့တကယ် strong ဖြစ်တယ်ပေါ့နော်ဆိုတော့ကိုနဲ့ပတ်သက်တဲ့သူတွေကကိုကြောင်းကိုကောင်းသိနေရပြီဆိုတော့အဲ့ဒါက social pressure handle လုပ်နေနံပါတ်1ချက်ပေါ့နော်တစ်ချက်ကငင်းတဲ့အောင်ကျင့်ထားပါ practice how to say no Julia ရဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်တော်တော်များများကအဲ့လိုအားနာတဲ့တဲ့မှာပါရွှေတငယ်ချင်းတွေလည်းအားနာတဲ့တဲ့ Julia ကိုယ်တိုင်ကလည်းအဲ့လိုတော်တော်ကြီးဆိုးရတဲ့သူမဟုတ်ဘူးဆိုလို့ရှိရင်အားနာတဲ့အထက်အားနာပေးတဲ့အထက်မှာပါတယ်ပါဆိုတော့အများသောအားဖြင့်ကအဲ့လိုမျိုးတခြားသူဘက်က request လုပ်လာတာပဲဖြစ်ဖြစ်အဲ့လိုတခုခုနဲ့ပတ်သက်ပြီးတောင်းဆိုလာတာပဲဖြစ်ဖြစ်လိုက်ရောပေးလိုက်တာများတယ်ဂျူလီယာတို့တကယ်ချင်းနေအခုပေါင်းနေတဲ့တကယ်ချင်းနေအကုန်လုံးအဲ့လိုမျိုးတိတ်ပြီးတော့မတွက်ဘူးပေါ့နော်ဟိုကငါဒီလိုလုပ်ပေးရတိတ်မတွက်ရလုပ်ပေးချင်လုပ်ပေးလိုက်တာဆိုတော့ဘာဖြစ်လာလဲဆိုတော့အဲ့လိုလုပ်ပေးလာများတော့တချို့ကျတော့အဲ့ဒါကိုအခွင့်ကောင်းယူချင်တယ်ကွာဆိုတော့ဒါလေးလုပ်ပေးပါအောင်ဟိုလေးလုပ်ပေးပါအောင်အဲ့လိုမျိုးဖြစ်ကြာလာတော့ကိုခေါင်းပေါ်ပဲရောက်လာတာတခြား friend group တွေထဲမှာလည်းရှိမယ်သူတို့ Julia ထင်တာပဲပေါ့နော်ကိုကတကယ် comfortable ဖြစ်မှအဲ့လိုမျိုးတခြားလေးပြောပေါ့နော်ဘာလို့လဲဆိုတော့တကယ်ကြီးအချင်းချင်းဆိုတာ communicate လုပ်ယူရတာပဲဒီ design လေးယောက်ကရင်းနှီးရသူဖြစ်လာဖို့ဆိုတာ communicate လုပ်ယူရတာမို့လို့ကိုကအဆင်မပြေဘူးကိုမလုပ်ပေးနိုင်ဘူးဆိုလို့ရှိရင် no လို့ပြောပါဘာလို့လဲဆိုတော့အဲ့လိုမျိုးတောင်းလျှောက်ကြီးလိုက်လုပ်ပေးပြီးတော့မှအဲ့လိုမျိုးကိုကအရင်မခံနိုင်တော့လို့ no လို့တခွန်းပြောမိလိုက်တယ်ဆိုလို့ရှိရင်အဲ့တခွန်းပြောလိုက်တဲ့ဟာကကိုအတွက်အဲ့လိုမျိုးသူတို့စိတ်ထဲမှာစိတ်ကွက်စရာဖြစ်သွားတယ်ပေါ့နော်တခြားရှောက်လုံးကျတော့လိုက်လုပ်ပေးပြီးတော့ခုကျမှ no ထပြောရဲဆိုတော့ဘာလဲတော့ပြောင်းလဲသွားတာလားအဲ့လိုမျိုးဖြစ်လာနိုင်တယ်ပေါ့နော်မျိုးမဖြစ်အောင်လို့အစကကိုအစင်မပြေလောက်တဲ့ဟာဆိုလို့ရှိရင် sorry က no လို့ပြောတတ်ဖို့လို့ကျင့်ထားပါညင်းတတ်ဖို့လို့ကျင့်ထားကြပါအဲ့ဒါကိုမှတစ်ဖက်ကနေဒါလေးအောင်လိုက်မလုပ်ပေးနိုင်ဘူးလားလို့ပြောလို့ရှိရင်အဲ့လူတွေနဲ့ဆက်မပေါင်းပါနဲ့ just cut off လုပ်လိုက်ပါဘာလို့လဲဆိုတော့အဲ့လူတွေကတကယ် toxic people တွေပေါ့နော်ဆိုတော့လက်မခံပါနဲ့ number 3အချက်ကကြတော့ fake friends or အရင်အဆင်မပြေတဲ့ friends တွေပေါ့နော်လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာတကယ်ချင်းအသက်တွေဆိုတာလည်းရလာမှာပဲတကယ်အဲ့ဒီမှာလူပေါင်းစုံပုံစံပေါင်းစုံ personality ပေါင်းစုံပေါင်းတဲ့ပုံပေါင်းစုံတွေလာမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တချို့ friend group တွေကကိုကမပေါင်းရှင်မဲနဲ့ပေါင်းနေရတဲ့ friend group တွေရှိရယ်တချို့ကျတော့လေပေါင်းနေရတယ်တော်တော်အဆင်မပြေတဲ့ group တွေရှိရယ်တချို့ကျတော့လေတကယ်အဲ့လိုမျိုးအဆင်ပြေတဲ့ group တွေရှိရယ်ပေါ့နော်ဆိုတော့ Julia ဒီမှာအကြံပေးရှင်တာဒါမှမဟုတ် Julia ရဲ့ handle လုပ်တဲ့နေရာကြတော့အဲ့လိုလူတယောက်ကကိုယ်နဲ့အဆင်မပြေဘူးဆိုလို့ရှိရင် I try to fix အရင်ဆုံး fix ဖို့လို့ကြိုးစားတယ်ဒါပေမဲ့သူ့ရဲ့ personality က fix လို့မရတဲ့ personality ဖြစ်နေရင်သူပုံစံကိုနဲ့လောကမကိုက်ဘူးသူ vibe နဲ့ကိုအချိုးကိုလည်းအချိုးမပြေသွားလည်းအချိုးမပြေဒါမှမဟုတ်ကိုကအချိုးမပြေပဲလေသူကအချိုးပြေနေရ like အဲ့လို vibe မကိုက်တဲ့ဟာရှိရယ်ကွာသူတို့အပြစ်ကြီးပဲမဟုတ်ကိုအပြစ်ကြီးလည်းမဟုတ်တယောက်နဲ့တယောက်ဒီတိုင်းမကိုက်ရုံလေးပဲအဲ့လိုမျိုးဖြစ်နေရဆိုလို့ရှိရင် Julia ကကျတော့Julia နည်းဘယ်လိုပြောမလဲလက်ခံပေးတတ်တဲ့
တူရဲမှာပါတယ်ကွာဆိုတော့သူတို့လုပ်တဲ့ဟာကိုကိုလက်ခံပြီးဒါပေမဲ့လက်မခံနိုင်တော့ဘူးဆိုလို့ရှိရင်တော့ဂျူလီယာကနည်းနည်းလေးခွာပြီးတော့ပေါင်းလိုက်တယ်ပေါ့နော်ပေးလို့ရတဲ့တော့အကောင်းဆုံးကောင်းပေးရအကောင်းဆုံးလက်ခံပြီးအကောင်းဆုံးညှိရပေါ့နော်ဒါပေမဲ့ဂျူလီယာကိုယ်တိုင်ကအဲ့လိုမျိုးလက်မခံနိုင်တော့အရင်ပက်မန်းလာဆိုလို့ရှိရင်ဂျူလီယာအဲ့လိုစုပြီးတော့မှပောက်ကွဲတဲ့သူမျိုးဆိုတော့ကိုเจ้าကိုတည်ရကွာအဲ့တော့အဲ့အချက်ကြီးကမကောင်းဘူးဆိုတော့အဲ့လိုနည်းနည်းချင်းစီပြန်ခွာလိုက်တယ်ပေါ့အဲ့လိုပုံစံမျိုးသွားလုပ်တယ်တချို့ကျတော့ fake friends တွေကိုနောက်မှာရှိရတဲ့သူတွေကအကုန်လုံးကနောက်ကျောကိုထားတဲ့ထိုးမဲ့သူတွေရှိပဲ။တွေနဲ့ဆိုလို့ရှိရင်ဂျူလီယာအိမ်ကအမြင်ပြောလို့ရှိရပေါ့နော်။ကိုပေါင်းစိတ်ခွာလို့ပြောရဲဆိုတော့ကိုအကြောင်းမျိုးဘာမှတော့ပြောလို့မရဘူး။ပြီးတော့အဲ့လိုမျိုး fake friends တွေစီကလာတဲ့စကားကိုလည်းကွာဂျူလီယာတော့ ignore လုပ်ဖို့လို့ပဲအကြံပြုရှိတယ်။ဘာလို့လဲဆိုတော့ဘာလို့ queue site မှာလဲအဲ့လိုမျိုးအမှိုက်တွေကိုခေါင်းထဲမှာမထားနဲ့ကွာ။ကိုပြောနေရပြီကိုပြောရဟာကိုလုံးနေဆိုလို့ရှိရင်ကိုဟာကို aid လုပ်တဲ့ action responsible လို့ယူနိုင်တယ်တာဝန်ယူနိုင်တယ်ကိုပြောရဟာလုံးနေရတယ်ဆိုလို့ရှိရင်အဲ့ဒါက AC ပဲကွာတခြားသူတွေပြော queue site နေကြမလို့သူတို့ကကိုအဲ့လိုမျိုး fake friends တွေကတော့ကိုမကောင်းတဲ့ဟာပဲပြောမှာကွာကိုပြောအောင်ထားပေးမှာမဟုတ်ဘူးအရင်စိတ်ထဲမထားဘဲနဲ့တကယ်မလိုအပ်ဘူးဆိုလို့ရှိရင်မပေါင်းမဲနေလို့ရတယ်ဆိုလို့ရှိရင်အဲ့လိုတွေနဲ့မပေါင်းမဲနေပေါ့နော်ဒါပေမဲ့အချိန်မျိုးမျိုးကြောင့်ပေါင်းနေရတဲ့သူတွေရှိရဆိုလို့ရှိရင်အဲ့ဒါအရင်စိတ်ထဲမထားဘဲနဲ့သူတို့တွေနဲ့ဒါကိုပေါင်းစိတ်ခွာလေးပဲနေဖို့လို့ recommend ပေးပါတယ်ဒါအကုန်လုံးအဆုံးသက်ပြီးတော့မှတခုအဲ့တော့ထပ်လုပ်ချင်တာကျတော့ victim mindset ပေါ့နော်victim mindset ကကြောက်ဟဲ့နင်တော့ဘာလို့ငါ့ကိုပဲအဲ့လိုပြောနေရှာရလဲငါကပဲဒီလိုမျိုးကြီးအဲ့လိုမျိုးကြီး fake friend တွေပေါ်နေရလားအဲ့လိုမျိုးငါကပဲခံနေရလားအဲ့ mindset ကြီးရှိရဆိုလို့ရှိရင်အဆင်မပြေပါဘူးဘာလို့လဲဆိုတော့ကိုရမဟုတ်သူများတွေလည်းပြောခံနေရတာပဲကွာကိုကလည်းချားသူကိုပြောမိရင်ပြောမိမှာပဲမတိလိုက်တာပဲရှိမှာကွာချားသူတို့စိတ်နှောက်ယှက်ဖြစ်စရာကိုပြောမိလိုက်တာလည်းဖြစ်မှာပဲဆိုတော့ဒါကဒီ social pressure ဖြစ်တယ်တယောက်ပြောရဲဆိုတဲ့ကိစ္စတွေကဒါ society မှာ normal ဖြစ်တယ်ကွာတချို့ကလည်းစိတ်အဲ့လိုမျိုးတမင်တကာရုပ်ကြီးရွယ်ပြီးတော့ရုပ်မာပြီးတော့ပြောရမျိုးရှိတယ်လို့ချို့ကြောက်လည်းလိုမရည်ရွယ်ပဲနဲ့ပြောမိလိုက်တာရှိရကွာဆိုတော့အဲ့ဒါကိုတရားလေးကြောက်လိုက်ပြီးတော့ခံစားနေလို့မရဘူးလူဆိုတာအမှားရှိရဆိုတော့အဲ့ဒါကိုလိုက်ပြီးတော့ညှိပြီးတော့ပေါင်းလိုက်ဆိုလို့ရှိရင်ဒါကhealthy society healthy social ဖြစ်တော့မယ်ပေါ့နော်ဆိုတော့ဂျူလီယာအခုရှိနေတဲ့ friend group တွေကဆိုလို့ရှိရင် healthy ဖြစ်တယ်ဂျူလီယာပေါင်းနေတာဘယ်နှစ်ယောက်လဲအမရင်းနဲ့ပဲပေါင်းတာအများကြီးပေါ့နော်ဂျူလီယာကျတော့အဲ့လိုတယောက်ဆိုလို့ရှိရင်အဲ့လိုမျိုးအရန်အနစ်နာခံပေးရအမကြီးဆိုအဲ့လိုအရန်နဲ့လာခံပေးနောက်ကျဆိုလို့ရှိရင်ဂျူလီယာနဲ့တငယ်ချင်းလို့လည်းပေါင်းလို့ရတယ်အမလို့လည်းပေါင်းလို့ရတယ်အဲ့လိုပုံစံမျိုးလေးရှိရပေါ့နော်ဂျူလီယာကျတော့လည်းအဲ့လိုမျိုးသူတို့ queue site ပေးရဟင်းချက်ပေးရအဲ့လိုပုံစံမျိုးလေးဆိုတော့တယောက်နဲ့တယောက်ကမကြိုက်တဲ့အချက်ကတော့ရှိမှာပဲကွာအဲ့လိုကိုယ်စိတ်ခုသွားစေတဲ့အချက်တွေစိတ်အဆင်မပြေစေတဲ့အချက်တွေရှိမှာပဲအဲ့ဒီအချက်ကိုမှညှိယူပြီးတော့အမရေညီမတို့ဒီလိုမကြိုက်ဘူးညီမအမတို့ဒီလိုမကြိုက်ဘူးအဲ့လိုမျိုးအဲ့ဒါအဲ့လိုဖြစ်သွားရင်နော်ဆိုပြောရလို့ရှိရင်ယူလေရာကြောက်လေလက်ခံပေးတဲ့သူဆိုတော့ဒါကိုပြင်ပြီးတော့အဲ့လိုမျိုးပဲတကယ်ချင်းကြီးဆက်ပေါင်းသွားရပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒါကြီးမကြိုက်ဘူးဆိုတဲ့ဟာကိုစိတ်ထဲမှာပဲအောင်းထားပြီးတော့အဲ့ဒါယူမကြိုက်ဘူးအပြည့်အဲ့ဒါယူလိုက်ရွဲ့ပြီးတော့အဲ့လိုပုံစံမျိုးဆိုရင်ဒါလော healthy ဖြစ်မှာမဟုတ်တော့ဘူးက friendship တွေရော relationship ပဲဖြစ်စေfamily နဲ့ပဲဖြစ်စီပေါ့နော်အဲ့တော့ Julia တို့ကတော့အဲ့ open communication လုပ်တဲ့ဟာရယ်ပြီးတော့ toxic people တွေကို cut off လုပ်တဲ့ strategy ရယ်ပေါ့နော်အဲ့ဒါသုံးပြီးတော့survive လုပ်နေပါတယ်ဘာလို့ဒီ topic ကိုခုမှထားပြီးပြောဖြစ်တာလဲဆိုတော့Julia လူတွေအများကြီးနဲ့ပိုတိလာတဲ့အခါမှာသူတို့တွေလည်းဒီလိုမျိုး similar ဖြစ်တဲ့ case တွေကြုံရဖြစ်တဲ့အတွက်ဒါကတော်တော်များများကြုံမယ်လို့ထင်လို့ပေါ့နော်ဆိုတော့ Julia sharing လုပ်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီ vlog မှာ Julia စကားအများကြီးပြောလိုက်ပါတယ်အမှားတွေပါတော့ရဆိုလို့ရှိရင်လည်းမထောက်ပြပါနဲ့လို့အမှားပါလို့ရှိရင်မထောက်ပြပါနဲ့ Julia တောင်းပါပါတယ်ဆိုတော့thanks for watching till the end. Don't forget to subscribe and see you in the next video. Bye!